မယ်1 2 3ဖုံးမကြည့်အောင်လို့ဟုတ်ဒီမှာနိုင်သွားပြီခဏရက်မယ်လက်ခုပ်တီးမယ်အောင်လို့ဆော့တဲ့နီးလေးပေါ့နော်ကြည့်အောင်ကလေးတွေဖုံးမကြည့်ပဲနဲ့တခြားနီးလန်းလေးနဲ့ဆော့လို့ရအောင်လို့ဒါလုပ်ပေးနေတာနောက်တစ်ဝဲပြန်စမယ်ဟောဟုတ်ပြီတော့ပေါ့စပြီဟုတ်ပြီဟောမထောင်သေးဘူးဘူးကမထောင်သေးဘူးနော်ဘူးထောင်တဲ့လူနိုင်တယ်မမပဲနိုင်တယ်ဗျာဒါလက်ခုပ်တီးဘူးချထားမယ်လက်ခုပ်တီးမယ်ဟုတ်ပြီကဲနောက်တစ်ဝဲထပ်စမယ်နောက်တစ်ဝဲဂိုင်းလေးဂိုင်းသမီးကဂိုင်းစမယ်ဟုတ်ပြီသားနိုင်ပြီမမလက်ခုပ်တီးသမီးဘူးလဲထားလေမိဘူးလဲထားမယ်မောင်လေးနိုင်တော့စမယ်နှစ်ယောက်သလုံးပြိုင်တူဂိုင်းမယ်မလုံနဲ့စမယ်ဒီဟုတ်ပြီနောက်တစ်ချိန်နှစ်ပြိုင်တူလုံမယ်တော့တော့ပြိုင်တူနော်ဟုတ်ပြီမရသေးဘူးဘလူးမမနိုင်သေးဘူးနော်ဟုတ်ပြီမရသေးဘူးနော်ရတဲ့လူနိုင်မှာနော်မောင်လေးနိုင်သွားပြီကဲဟုတ်ပြီနှစ်ယောက်လုံးရက်မယ်ပြီးဘူးပြန်ကြိုင်မယ်ပြန်ပြိုင်မယ်တော့တော့မမနှစ်ပွဲမောင်လေးနှစ်ပွဲနိုင်ပြီနော်သားတာမရဘူးနော်ပြင်းများပုံမှာထောင်းအောင်ပြင်းများပုံမှာပြန်လုပ်မယ်ပြန်စမယ်မောင်လေးနှစ်ခါနိုင်သွားပြီမမနှစ်ခါနိုင်ပြီနော်တေးပဲနော်ဟုတ်ပြီနောက်10မိနစ်ကြာသေးတယ်10မိနစ်အတွင်းမှာဒီတစ်ပွဲအနိုင်ရှုံးဆုံးဖြတ်မယ်နောက်ဒီပွဲအနိုင်ဆုံးဖြတ်မယ်နော်ဒီပွဲနိုင်ရင်မရသေးပါဘူးဗျာဟုတ်ပြီမင်းမထောင်သေးဘူးနော်ရတော့မဟောကွာရလို့ဒီပွဲနိုင်ရင်နိုင်တဲ့လူဆရာကြီးခေါ်ရမယ်နော်နိုင်သွားပြီမမနိုင်သွားပြီသားကြီးအဲ့ဆိုရင်သားမမကိုဆရာကြီးလို့ခေါ်ရမယ်ဂျေကြီးခေါ်ရမယ်ဂျေကြီးခေါ်မယ်ဒီဆရာကြီးမယ်နော်ဂျေကြီးခေါ်ရမှာနော်တရားကြီးဟုတ်ပြီ你呀，ရှင်းလို့သူရှင်းဒါရန်ခေါ်မယ်